ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ပြပြရနေဒီလိုထိုင်းစာကပါနော်အတူတော်ကအတီးလေးလာကြမယ်ဆိုတဲ့ page ကနေပြီးကျေးဇူးပါခင်ဗျာကျွန်တော်နဲ့တူတူတင်ကြရအောင်ပေါ့နော်ကျွန်တော်လည်းတင်စေပေါ့အခုမတန်းကဖတ်သွားတယ်ပေါ့နော်မာနီမာနာကျွန်တော်တို့ဖတ်လာဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဘုတိပဲရောက်ပါပေါ့နော်အခုမာနီမာနာပထမศึกษาช่างปฐมศึกษาปีที่1เนาะกลุ่มสำหรับการเรียนรู้ภาษาไทยตรุที่มายีราดภาษาจันรู้มานิมานะช่างปฐมศึกษาปีที่1จันรู้พัฒน์แล้วคนบทที่เอาในยาวไว้บ่เนาะจันรู้บทที่8มามันเนี่ยเจ้านี้เนี่ยคุยลิอาจารย์ပြောရင်ကျွန်တော်မြန်မာလိုတော့ရှာပြီးလာပါเนาะမြန်မာလိုလိုပြောမြန်မာပြန်ကိုကဲနေပဲဖြည်းချင်းရှာပြီးတော့ဒါမဲ့မမှန်တာများပါဗျာเนาะဒီမှာကိုကဲဆိုပြလေမှန်တယ်လို့တွက်လို့မရပါဘူးเนาะဟုတ်ကိုတေဦးသွားစားဆိုတာမျိုးဖြစ်နေမှာเนาะအဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့ရသလောက်ပဲကျွန်တော်တို့တည်ထားတဲ့တွေ့ကြုံကနေပြီးတော့ကျွန်တော်တို့တင်ထားတဲ့တလောက်ပြန်ပြီးတော့ share မယ်ပေါ့เนาะကျွန်တော်လည်းကျွန်တော်အဲ့ဒါပြန်မယ်ပေါ့เนาะကျွန်တော်တို့ဒီမှာပြီးအောင်ဖတ်ရင်လည်းအတွေ့အကြုံနဲ့ဖျောက်ပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဖတ်ကြအောင်ဘောဘောเป็ดฟออึกกอฝึกเป็ดฝึกให้อ่านว่าบออัวปัวบออัวปัวมออัวมัววออัววัวรออัวรัวตออัวตัวหออัวหัวให้อ่านว่ากออเกาะเกาะจออเจาะหัวปัวตัวเราเขาหัวเขาวัว sorry เนาะเขาวัวหัวตาถาตัวมัวเมามัว sorry มัวเอาเมามัวเมาหาวไรใบบัวนายคูนายน้อยนายโคอูคูนายคูชูคอรอดูဒီကောင်နေတော့မကြည့်ပါနဲ့เนาะဒီကောင်နေမှန်တယ်မှန်เนาะဒီကောင်နေမြန်မာစာရေးတော့မကြည့်နဲ့ဘာလို့လဲဆိုတော့ကျွန်တော်က translate ကနေစာရေးတာပေါ့เนาะ translate ကနေပြီးတော့ခွဲထုတ်ထားတယ်ဆိုတော့ဒီကသူတို့တန်ပယုတ်ဒီလိုမျိုးစာကြောင်းတိဆောက်မှသာအတိတ်ပဲရှိတဲ့ဟာတွေပေါ့เนาะတလုံးစီဆိုလို့ရှိရင်သူတို့ပေါက်ပန်းလေးတွေဖြစ်တာမျိုးပေါ့เนาะရှိရောเนาะကိုဖြည်းဖြည်းချင်းကိုတိတဲ့အတိကျတဲ့ဟာပဲကျွန်တော်ပြန်ပြောပြပြီရောဒူဟူဘူဝตัวหาวกาวหัวมัวรอกอปัวหัวใจไปเกาะเจาะรู้รออูรูเจาะรู sorry เนาะรู้เมารู้เจาะรู้โคก็คือวัวဒီအောက်ကစာကြောင်း၄ကြောင်းပဲဖတ်ပဲခဏထားမယ်ဒီမှာကျွန်တော်တို့ပြပြမြန်မာလိုလေးပေါ့နော်ကျွန်တော်သိသလားဘိုးဆိုတာကြာနော်ဒီလုံးနဲ့ပဲကြာပဲယူရမယ်ပိုင်ဘိုးမှာကြာရွယ်ပါနော်မောဆိုမိန်နေပေါ့နော်သူတို့ translate မှာတော့မလို့ဝါဆိုတော့နွားရူဝါဆန္ဒလေရောက်တယ်မှန်ညမမှန်မယ်သူကတိကျတဲ့ဟာဆိုဘူဝါကြာဝူဝါနွားตัวခန္ဓာကိုယ်ဒါမှမဟုတ်လို့ရှိရင်အကောင်လေးကြရင်လည်းနေตัวဆောင်းตัวဟိုဝါဥကောင်နော်ကော့ကျွန်းကြော့ဖောက်သည်ဖောက်တယ်ပေါ့နော်ဟိုဝါဘူဝါဆိုရင်နော်ဟိုဝါတက်ခွဲထုတ်မယ်ကြာခေါင်းပေါ့ဒီဘက်ကကြာဒီဘက်ကကောင်ตัวเราဆိုတော့မိမိခန္ဓာကိုယ်ပြောနော်ตัวเราငါတို့ခန္ဓာကိုယ်เขาหัวဆိုရင်နွားကြုံနော်နွားကြိုသူကနွားမဟုတ်ဘူးเนาะဒီမှာခါဝူဝါဆိုနွားကြိုဟိုဝါတာညက်ခွန်နဲ့ဒီမှာထွန်းတယ်မှာတော့ဒါမဲ့တိကျတဲ့စကားမဟုတ်ပါဘူးထာตัวတကူလုံးလိမ့်နေပါเนาะစေးပါလိမ့်ထာตัวဆိုရင်တကူလုံးလိမ့်နေมัวเมาထွန်းတယ်ကကုဒါချင်းဖြစ်တယ်เนาะมัวเมาမူရတီဟောရိုင်
Bible ကြာရွက်နိုင်ခုမြောင်းထဲမှာဒါလည်း translate ဆိုတာမှန်ဖို့ခဲရင်လည်းဒီကောင်နေမမှန်ဖို့များတယ်အပြင်မှာလည်းမကြားဘူးတဲ့စကားလုံးတွေဆိုကိုမတွေ့ထားတာမဟုတ်ရှူခေါ်ဒါကိုတဲ့နားလေတဲ့ဆရာကြီးမှတင်ပါတော့ဆရာကြီးမှရှူခေါ်ခွဲထုတ်မယ်ဒီကောင်လည်းသူကဒီမှာမာနကြီးအဖေမှာခေါ်ဆိုတာ level ရှူဆိုတာစက်ကောင်လေးရဲ့နာမည်ပေါ့နော်ရှူကြရဲ့ level လေးပေါ့ခေါ်ရော်သူစောင့်ကြည့်တယ်မူဝါသူရဲ့ဒီမှာစောင့်နေတယ်နော်ဟူဝါဆိုတော့နွားနေရွက်နော်နွားနာလို့ပြောနေရွက်ဟူဝါဟောက်သူဒီမှာရှင်းရတယ်ဒါလည်းမဟုတ်ကိုကဲမှာတပ်ပြ translate မှာပြန်တယ်နော်အစင်မပြေဘူးဒီကောင်နေဒီသူတို့တန်ပယုတ်နေနေတာတကယ်စာကြောင်းရှင်နေဒီဆောင်မှာဟိုနေဖြစ်မှာပေါ့နော်အဲကြောင့်ဒါတွေအတီးမယူပါနဲ့ဒီကောင်တော့ကော့ဘိုးဝါဒီကောင်လည်းတူတူပဲနော်တော့ဘိုးဝါပဲကြာတယ်ကော့ဘိုးဝါကြာပန်းဆိုကြာပွတ်နေပြီးတော့ပြင်မယ်တိကြတယ်တော့မသိပါဘူးဟိုဝါကြိုင်ဆိုတော့နော်နှလုံးသားတွေကပိုက်ကော့ဆိုရင်ကျုံသွားမယ်ကြော့ရူဆိုတာဖောက်တာပါနော်ရူဆိုတာအပေါက်ဖောက်တယ်ခိုကောခူဝါခိုလဲခိုကဒီမှာခိုကနွားပါနော်ဝူဝตัวโตထိုင်နာဒီဝူဝตัวโตထိုင်နာဒီဝူဝตัวโตมีราคาเราจะเอาวัวตัวโตโคก็คือวัวโคเลยเลเบลဖြစ်တဲ့คือวัวนွားဖြစ်တယ်ဝူဝဆိုတာနွားตัวโตဆိုတာခန္ဓာကိုယ်ကြီးရပါတော့โตဆိုတာဒီတိုင်းပြောရင်ကြီးတယ်ပေါ့ကြီးတဲ့ကောင်ကထိုင်နာဒီလက်ထုံးလို့ကောင်းတယ်မဟုတ်ဘူးตัวโตထိုင်နာဒီလက်ခုံးလို့ကောင်းတယ်เราจะเอาวัวตัวโตငါတို့ယူမယ်နွားအရွယ်ရောက်ပြီးသားနွားကိုငါတို့ယူမယ်ครับเท่าที่ผมรู้นะครับก็เราต่อไปนะครับถ้าကျွန်တော်တို့ရမယ်လို့ထင်ပါတယ်ที่บทที่10မနေ့ကဘทที่9บทที่8နော်9မှာကျွန်တော်တို့ဖတ်ပြီးတော့နော်စီထားအောင်ကြောင်းဖတ်ပြီးဘทที่8မှာဆိုရင်ဘทที่8မှာဆိုရင်ကျွန်တော်တို့ရှူကြိုင်ဒီမှာနွားလေးနဲ့ပေါ့နော်ဟောနေsorry မြင်းလေးနဲ့ပေါ့ရှူကြိုင်ရဲ့ဒီမှာရှူကြိုင်ကျွန်တော်တို့ဖတ်မယ်ပေါ့နော်စာလုံးမပေါင်းတော့ဘူးကျွန်တော်တို့လောက်ဆိုဖတ်တက်လာပြီလို့ထင်ပါတယ်ကျွန်တော်တို့ရှေ့စာရင်းနဲ့ဘလုံးကျွန်တော်တို့ဖတ်တတ်မယ်လို့မျှော်လင့်ပါတယ်နော်ကျွန်တော်တို့အကြမ်းမှာပါဇက်တောင်းစာဖတ်တာပါနော်ရှူကြိုင်ကောက်ခေါ် sorry ရှူကြိုင်ကောက်ခေါ်စီထောက်ခေါ်နော်သူကခေါ်ခိုင်မဟုတ်တဲ့သူကခေါ်လေပြန်နော်ခေါ်ရှူကြိုင်ကောက်ခေါ်စီထောက်ဘောင်ဆိုတာတစီထောက်ဆိုတာကြောင်လေးကိုခေါ်ကုတ်တယ်ရှူကြိုင်ကကြောင်လေးရဲ့လေပြန်တလေးကုတ်တယ်စီထောက်ရှူခေါ်พอใจสีเทาชูคอพอใจมานีหัวร้อนมานีเย่တယ်တဲ့ဘာဖြစ်လို့ဆိုတော့စီထောင်းလေးကသူ့လည်းပဲရှိဒီရှူကြိုင်ရဲ့ကြောင်လေးရပါတော့စိတ်ကျဉ်တ်တယ်ပေါ့သူတသားရမှာပြုံးနေမလည်းပဲလင်းကုတ်ပြီးတော့စိတ်ကျဉ်တ်နေသူအစင်ပြေနေတော့မာနီဟွာတော့အမာနီကလည်းရေးတယ်ပေါ့နော်အဲ့လိုမျိုးပုပ္ပတတနဲ့နေတာအဲ့လိုမျိုးပြရမှာပေါ့နော်ကျွန်တော်တို့စီထောက်ရှူခေါ်ဖော်ကြိုင်မာနီဟွာရော့ตูมาหามานีခွေးပေါ့နော်တူသားဒီနေရာမှာခွေးလေးနော်ဟိုအရွယ်ရောက်တဲ့တူမဟုတ်တော့ဒီနေရာမှာခွေးစက်ကောင်လေးတူသူနာမည်
မာနီမာဟာမာနီမာနီကိုလာဆိုင်မာနီကောမာနီကောက်ဟိုဝါတိုမာနီကောက်ဟိုဝါတိုမာနီကကောက်ကုတ်ပြီးတဲ့ဟိုဝါတိုခွေးကောင်းလေးကုတ်ပြီးပေါ့နော်တိုးရဲ့ကောင်းလေးကုတ်ပြီးတိုးရှူခေါ်တီကြိုက်တိုးလေးရဲ့လေစိတ်ချနေတယ်ပေါ့နော်တိုးရှူမလဲပဲလုပ်ပါအမှန်ဆိုလို့ရှိရင်တစ်လုံးစီပြန်ထုတ်လိုက်လို့ရှိရင်အတိတ်ပဲဒီအစင်မပြေဘူးပေါ့နော်တိုးရှူခေါ်တီကြိုက်ဆိုစိတ်ချနေတဲ့ခေါ်လဲပဲပေါ့နော်ရှူအဲ့တော့ခွေးလေးရလဲတူလေးရလဲသူ့လည်းပဲသူ့ကောင်းလေးပုတ်ပေးတဲ့အတွက်စိတ်ချနေတယ်ပေါ့နော်ရှူကြိုက်ဟိုကတော့ရှူကြိုက်ကလည်းရည်တယ်ရှူကြိုက်အစောမာနီရည်တယ်မရှူကြိုက်ရှူရတယ်ရှူကြိုက်ရည်မာနီဖော်ကြိုက်မာနီလည်းစိတ်ချနေတယ်ကျွန်တော်နောက်တစ်ခါဖတ်မယ်ကျွန်တော်တို့အဖတ်တိုးတောင်လို့တာပေါ့နော်ဒီစာကြတော့ဖတ်များမှနောက်ကြမြန်မာလူကတော့ကိုဖြည်းဖြည်းချင်းအတိတ်ပဲကိုတိထားတာနဲ့ပေါင်းဆက်ပြီးယူရမှာနော်ရှူကြိုက်ကောက်ခေါ်စီထောက်ပေါစီထောက်ရှူခေါ်ဖော်ကြိုက်မာနီဟွာတော့တိုမာဟာမာနီကောက်ဟွာတိုရှူခေါ်တီကြိုက်ရှူကြိုက်ဟွာတော့မာနီဖော်ကြိုက်နောက်တစ်ချိန်ဆက်ဖတ်ကြအောင်ရှူကြိုက်ကောက်ခေါ်စီထောက်ပေါစီထောက်ရှူခေါ်ဖော်ကြိုက်မာနီဟွာတော့တိုမာဟာမာနီကောက်ဟွာတိုရှူခေါ်တီကြိုက်ရှူကြိုက်ဟွာတော့မာနီဖော်ကြိုက်ဘုဒ္ဓစစ်ပြီးတဲ့ခါကျတော့ကျွန်တော်တို့ဒီမှာနောက်ထပ်ပေါ့နော်နောက်ထပ်ဘယ်ฝึกให้อ่านว่าเบฝึกကျွန်တော်စလုံးမပေါင်းတော့เนาะဒီให้อ่านว่ากอออกเกาะเจาะดอกเบาะถอดဒီအောင်เสียงกลางနဲ့เสียงสูงအတန်တစ်မျိုးတွေထွက်တယ်เนาะစော့ဟော့ငော့ယော့ဖော့လော့မော့ခော့ဒီကောင်တွေကအတန်ပြောင်းတယ်เนาะအနိမ့်တန်နဲ့ทีเรากาวหัวตัวดำจำเพาะเลาะไปในเกาะทะเลาะส่วนยิงเขานะเนาะในเกาะจะจมบอกว่าเสาหาเสาะหาขาดอกเจาะดูဆိုတာဖောက်ကြည့်တာပဲเนาะလာမောဒါဒီကျွန်တော်ပြန်ပြတဲ့ဟာဒီတေချာတဲ့ဟာပဲเนาะကောက်ဟိုကကောင်းကုတ်တယ်เจาะဒီရောက်ပါเนาะเจาะดูဖောက်ကြည့်မယ်လာမောဟိုကเจาะဒါလည်းမင်းနဲ့ကြာရင်နော်တော့ပြန်လို့မရဘူးတန်ပယုံနဲ့ဒီဆောင်ခော့ဒူဆိုတာတကားပါပြောခော့ဒူဆိုခောက်ကြည့်တော့တရားတယ်ကတော့ထူဘောဆိုတာအဲ့ဒီဘောဆိုတာတကားပေါ်မှာရှိတဲ့ထိုင်ကုန်ပြန်နော်အဲ့ဒီထိုင်ကုန်ဘောထိုင်ကုန်တိုက်တာကတ်ထော့ပီထော့ဒီမှာကတ်ထော့ပီထော့ထောออกထောกัดထောปีထောကျွန်တော်အဲ့လိုဖတ်မယ်နော်เกาะขาพาเหาะเงาะดีจะมาที่กองแล้วเนาะมีเมาะเพาะชำทำเบาะใบเงาะหัวเราะใบเงาะဆိုတာကြက်မောက်ရွက်เนาะ
ဟိုရောရေဒီမှာအတန်တိတ်နာပါရှိမှာတူဝါဒမ်ထလော့မြင်းတယ်နော်ထလော့ဆော့ဟာဒီမှာလော့လို့ထွက်ပြီးဒီမှာဆော့အဲ့လောက်ပဲထွက်တယ်နော်ဒီမှာကျတော့လော့လော့ဆော့ဟုတ်ရဲ့ကျွန်တော်တို့အတူတူဖတ်နိုင်မယ်လို့ထင်ပါတယ်နောက်ဖတ်ရင်လည်းမျက်ပြီးပါမယ်ပေါ့နော်နောက်တစ်ချိန်ကျွန်တော်တို့ထပ်ဖတ်ရအောင်နော်ကော့ကြော့ဒေါ့ဘော့ထော့ဆော့ဟော့ငေါယောဖော့လော့မော့ခော့ทีเราเกาหัวตัวดำจำเพาะเลาะไปในเกาะทะเลาะเสาะหาคาดอกจดดูมาหลับเมาะหัวเจาะเขาเคาะดูถูเปาะบอออกเปาะถูเปาะกัดเทาะปีเถาะกอดขาพาเหาะเงาะดีมีเมาะเพาะชามทำเบาะใบเงาะหัวเราะวันนี้แค่นี้ก่อนนะครับ16นาทีแล้วเช้ามันในชีวิตวันนั้นကျွန်တော်တို့ဒီလာဝယ်ပေါ့နော်ဒီနေ့ကျွန်တော်တို့ဒီနေ့ဝတိ10အတူတူဖတ်နေအတူတူဖတ်နိုင်နေမယ်လို့ယုံကြည်ပါပေါ့နော်ကျွန်တော်တို့ဖြည်းဖြည်းချင်းต่อไปนะครับစသွားမယ်ပေါ့နော်ဖြည်းဖြည်းချင်းစသွားမယ်နော်တင်းနဲ့နောက်ကျတက်လာအောင်ပေါ့အကုန်မသိတဲ့ဟာလေးလာရင်สู้ๆนะครับไปเรียนด้วยกันนะขอบคุณครับ